story လမ်းကနေကြိုဆိုလိုက်ပါတယ်ကလေးလေးတို့ရေဒီနေ့တီထူးကလေဘဟုတုတလည်းရပြီးပြောစရာလည်းကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြပေးမယ်နော်ပုံမြင်လေးရဲ့နာမည်ကတော့စင်မဲမြောက်တို့ရဲ့စွမ်းရည်ကိုစီတဲ့ဟောရှိတုန်းကတလိษံလေးတွေရဲ့ပြောစကားကိုနားလည်ကြတဲ့ခေတ်ကပေါ့ကွယ်တစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောနက်ကြီးတစ်ခုရှိတဲ့အဲ့ဒီတောနက်ကြီးထဲမှာစင်ကြီးတွေမြောက်ကလေးတွေဂျုံကလေးတွေနဲ့တခြားတလိษံလေးတွေအများကြီးအတူတူနေထိုင်ကြတယ်လေအဲ့ဒီတောအုပ်ကြီးထဲမှာအားလုံးကလေးစားရတဲ့ပညာရှိကြီးတစ်ဦးရှိတယ်သူကတော့ဦးစည်းကွမ်းလို့ခေါ်တဲ့ဇီးကွက်ကြီးတစ်ကောင်ပေါ့မျက်လုံးကြီးပြူးပြီးတောတွေကပြဿနာမှန်သမျှကိုဖြေရှင်းပေးနိုင်လို့တလိษံလေးတွေကသူ့ကိုပညာရှိဇီးကွက်ကြီးလို့ခေါ်ကြတာပဲဖြစ်တယ်လေဒီနေ့မှာတော့တောထဲမှာဆူညံလေးအတန်တွေကိုကြားရပါလေရောဘာဖြစ်တာလဲဆိုတော့စင်ကြီးနဲ့မြောက်ကလေးတို့စကားများကြတာပဲဖြစ်တယ်လေအဲ့ဒီအချိန်မှာစင်ကြီးကသူ့ရဲ့နှောင်မောင်းကြီးကိုမြောက်ပြီးကြွားဝါပြီးပြောဆိုလိုက်တယ်လေဟေးမြောက်ကလေးမင်းကြည့်စမ်းငါခနာကိုကကြီးမားတယ်ကွတစ်ပင်တွေကိုလည်းငါကချိုးနိုင်တယ်တစ်တုံးကြီးတွေကိုလည်းမနိုင်တယ်လောကမှာလေခွန်အားကြီးဆုံးကအကောင်းဆုံးပဲကွာငါကမင်းထက်ပိုပြီးအရာရာမှာအတော့ဝင်နေကွာလို့ကြွားဝါပြီးပြောဆိုလိုက်တယ်လေညောက်ကလေးကလည်းစင်ကြီးပြောတာကိုမခံချင်စိတ်ဖြစ်ပြီးတစ်ပင်ပေါ်လွှားကနေထုံတက်လိုက်ပြီးပြန်ပြောလိုက်တာပေါ့ဟာစင်ကြီးရခမ ्या ကကြီးတာခမ ्या ရဲ့ခန္ဓာကိုယ်ကြီးကလေးလံလိုက်တာကျုပ်ကိုကြည့်ပါဦးဟောဒီတစ်ပင်ထိပ်ပြားကိုမျက်စိတမိတ်အတွင်းရောက်အောင်တတ်နိုင်နေဗျကျုပ်လိုပေါ်ပါတွက်လက်တွေမှအသုံးဝင်တာဗျခမ ्या ကကျုပ်တက်ပို့တော်တယ်ဆိုတာဟုတ်လို့လားဗျအဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ကငင်းခုန်နေလိုက်ကြတယ်သူတို့နှစ်ယောက်ကငါသားတယ်သူ့နာတယ်နဲ့ညင်းနေလိုက်ကြတာဘောလုံးကိုစူညံသွားတာပေါ့နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကဖြေရှာဖို့အတွက်ပညာရှိဇီးကွက်ကြီးရှိကိုသွားကြပါတော့တယ်ဇီးကွက်ကြီးရဲ့အရှိကိုရောက်တဲ့အထိသူတို့နှစ်ယောက်ကဆက်ပြီးညင်းခုန်နေကြပြန်ရောဇီးကွက်ကြီးကလည်းပြုံးပြီးနားထောင်နေလိုက်တယ်ပြီးတော့သူကညောင်နဲ့စင်ကိုအမိန့်တစ်ခုပေးလိုက်တယ်လေကဲအဆွေတို့ပါဇက်နဲ့ညင်းနေလို့တော့မပြီးဘူးခိုးဘက်မှာစီးနေတဲ့ချောင်းကြီးကိုမြင်နေမလားအဲ့ဒီချောင်းရဲ့တစ်ဖက်ကမ်းမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီအပင်ပေါ်ကအသီးကိုခူးပြီးယူလာခဲကြနော်အသီးပါလာတဲ့သူကအတော်ဆုံးမှာပဲဆိုပြီးဇီးကွက်ကြီးကပြောလိုက်တယ်ဝေါအဲ့ဒီအချိန်မှာစင်နဲ့မြောက်ကလည်းဒီလောက်ကတော့အေးဆေးပါပဲဆိုပြီးချောင်းရှိရာစီကိုထွက်လာခဲ့ကြတယ်ကဲကလေးလေးတို့ရေသူတို့နှစ်ယောက်လုံးအသီးကိုခူးနိုင်ပါမလားတီထူးပြောတာကိုဆက်ပြီးနားထောင်ကြည့်ကြရအောင်နော်6ခန်းမကိုရောက်တော့အခက်တွေ့ပါလေရောမိုးရွာထားလို့ရေတွေကအချိန်နဲ့စီးဆင်းနေတယ်လေမြောက်ကလေးခမရလဲရေကလည်းမကူရဲ့ရေအနက်ကလည်းဘလောက်မှန်းမသိတော့ကန်းဆက်မှရက်ပြီးတုံနေတော့တာပေါ့အဲ့ဒီအချိန်မှာစင်ကြီးကရေပြီးတော့ဟာအတင်မြောက်နီးရဲ့ပေါ်ပါမှုတွေဖယ်ရောက်ကုန်ပြီလေဒီရေစီးကငါအတွက်တော့အပြော့ပါပဲကွာလာငါကြောပေါ်တက်ငါတစ်ဖက်ကန်းကိုပို့ပေးမယ်ဆိုပြီးမြောက်ကလေးကိုပြောလိုက်တယ်မြောက်ကလေးကလည်းမတက်တာတဲ့အစုံစင်ကြီးရဲ့ကြောပေါ်ကိုခုန်တက်လိုက်ရတယ်လေစင်ကြီးကသူ့ရဲ့ကြီးမားလာတဲ့ခြေထောက်ကြီးတွေနဲ့ရေစီးတန်တဲ့ချောင်းကိုခတ်ပြီးတစ်ဖက်ကန်းကိုအလဲတကူပဲပို့ပေးလိုက်နိုင်တယ်ဒီနေရာမှာလေစင်ကြီးရဲ့ခွန်အားနဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကတကယ်ကိုပဲသုံးနေသွားပြီနော်ကလေးလေးတို့တစ်ဖက်ကန်းကိုရောက်တော့တစ်ပင်ကြီးကိုတွေးလိုက်ပြီလေ
ဒါပေမဲ့တစ်ပင်ကြီးကမြင့်လိုက်တာလုံးပတ်ကြီးကလည်းကြီးတော့စင်ကြီးကတုံးနှန်းလို့လည်းမရဘူးလေလှမောင်းနဲ့လှမ်းဆွဲတော့လဲမမေဘူးဖြစ်နေတယ်စင်ကြီးခမတစ်ပင်ကြီးကိုမော့ကြည့်ပြီးမျက်လုံးလေးကလေးဖြစ်နေတော့တာပေါ့ဒီတစ်ခါတော့ညောက်ကလေးရဲ့အလှဲ့ကိုရောက်လာပြီပေါ့ကလေးလေးတို့ရေကဲစင်ကြီးရေခမရဲ့ခွန်အားတွေဒီနေရာမှာတောင်းမရတော့ဘူးမလားဖဲကြောက်လှဲ့လာပြီဆိုပြီးညောက်ကလေးကတစ်ပင်ပေါ်ကိုခဏလေးနဲ့တက်သွားလိုက်တာအပင်ထိပ်ဖျားကိုချက်ချင်းရောက်သွားခဲ့တယ်လေပြီးတော့အနီရောင်ရင့်မဲ့နေတဲ့အသီးတွေကိုခူးပြီးအောက်ကိုပြစ်ချပေးလိုက်တာပေါ့ဒီနေရာမှာရောက်တော့ညောက်ကလေးရဲ့ပေါ်ပါမှုတွေကအသုံးဝင်သွားပြန်ရောဒီလိုနဲ့သူတို့နှစ်ယောက်ကအသီးတွေကိုခူးပြီးဇီးကွက်ကြီးစီကိုပြန်ရောက်လာကြတယ်ပြီးတော့ဇီးကွက်ကြီးကိုဘသူကပို့တော့လဲဆုံးဖြတ်ပေးပါလို့မေးလိုက်ကြတယ်လေဇီးကွက်ကြီးကစင်နဲ့မြောက်ကိုပြုံးကြီးကြည့်ပြီးမိကုန်းပြန်ထုတ်လိုက်တယ်အစင်စင်ကြီးရေတင်သာမကူညီခဲ့ရင်မြောက်ကလေးကချောင်းကိုကူးနိုင်ပါမလားအဆွေမြောက်ကရောတင်သာမကူညီရင်စင်ကြီးကဒီအသီးတွေကိုရနိုင်ပါမလားလို့မေးလိုက်တော့သူတို့နှစ်ယောက်ကမရနိုင်ပါဘူးလို့ရိုင်တူဖြေလိုက်ကြတယ်လေဟောတွေ့လားကလေးလေးတို့ရေပညာရှိဇီးကွက်ကြီးပြောချင်တာကဒါပါပဲကွယ်လောကမှာဘသူကမှအရာရာမတော်နိုင်ကြဘူးလေပထမစင်ကြီးကအားတန်ပေမဲ့တစ်ပင်မတက်နိုင်ဘူးလေဒုတိယကတော့မြောက်ကလေးကတစ်ပင်တက်နိုင်ပေမဲ့ရေကိုတော့မကူးရဲဘူးလေသူတို့နှစ်ယောက်ပူးပေါင်းလိုက်တော့မှအလုတ်ကအောင်မြင်သွားတာဆိုတာတွေ့တယ်မလားကဲကလေးလေးတို့လည်းတငယ်ချင်းတွေနဲ့စောတဲ့အချိန်မှာပဲဖြစ်ဖြစ်စာလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ငါပဲတော်တယ်လို့မကြွားပဲတယောက်နဲ့တယောက်အားနည်းချက်အားသာချက်တွေကိုဖြည့်ဆည်းပြီးညီညွတ်နဲ့ပူးပေါင်းဆောင်ရွက်ရမယ်နော်အဲ့ဒါမှအောင်မြင်မှုရဲ့အစစ်အမှန်ကိုရရှိမှာပေါ့ကလေးလေးတို့ရေကဲတီထူပြပြပေးတဲ့ပုံမြင်လေးကတော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲကွယ်ကလေးလေးတို့နားထောင်ခြင်းတဲ့ပုံမြင်လေးတွေရှိလို့ရှိရင်လေပုံမှန်မှာတီထူကိုမိုင်းခဲ့ပေးလို့ရတယ်နော်တီထူပြပြပေးတဲ့ပုံမြင်လေးတွေကိုနားထောင်ပြီးကလေးလေးတို့လည်းပိုတော်ပိုလိမ်မာတဲ့ကလေးလေးတွေဖြစ်နိုင်ကြပါစေလို့တီထူကစုံမုံကောင်တောင်းပေးလိုက်တယ်နော်နောက်ထပ်ပုံမြင်တွေမှာပြန်လဲဆုံတွေ့ကြမယ်နော်ကလေးလေးတို့ရေအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရေအားလုံးပဲတတ်တာပါ